သေဆုံးခြင်းမတိုင်မီအထိရှုံးနိမ့်ခြင်းဟူသည်များသည်စိတ်ပိုင်းဆိုင်ရာသာဖြစ်တယ်ဒါဟာလူအများရှောင်ရှားလိုတဲ့အမှန်တရားပဲမင်းပင်ပန်းတယ်လို့ညီးတွားနေပြီပဲတကယ်တော့မင်းဆက်ပြီးစူးစမ်းခြင်းစိတ်မရှိလို့ပဲမင်းမှာဆန္ဒမရှိဘူးမင်းကိုမင်းအားနေတယ်လို့ပြောတယ်ဒါပေမဲ့အားနေတယ်ဆိုတာခန္ဓာကိုယ်ကနေစတာမဟုတ်ဘူးအတွင်းစိတ်ထဲကနေစတာဘာလို့လဲဆိုတော့မင်းရက်တန့်မှုဆုံးဖြတ်လိုက်တဲ့အခိုက်အတန့်မှာမင်းရဲ့ခန္ဓာကိုယ်ကရပ်သွားလိမ့်မယ်အားနေတဲ့စိတ်ကအကြောင်းပြချက်တွေစင်ကြီးတယ်နှောင့်နှေးမှုတွေတက်တောင်းတတာရှိမှုတွေဆက်ပြီးစူးစမ်းခြင်းကိုရှောင်ရှားဖို့အတွက်စင်ကြီးမျိုးစုံရှာနေလိမ့်မယ်ခိုင်မာတဲ့လူတစ်ယောက်ကတော့ဆက်ပြီးသွားနေလိမ့်မယ်အားနေတဲ့လူတစ်ယောက်ကတော့ဘာလို့မလုံနိုင်ရတာလဲဆိုတာကိုရှင်းပြနေလိမ့်မယ်အဲ့ဒီလိုနဲ့မင်းမလုံနိုင်ဘူးလို့ယုံကြည်လိုက်တဲ့အခိုက်အတန့်မှာမင်းရဲ့ရှုံးနေခြင်းကစတယ်အပြင်ဘက်ကနေမဟုတ်ဘူးအတွင်းစိတ်ကနေ